ငါးဟင်းလေးချက်စားမှဖြစ်ပါတယ်ကဲငါးတွေကိုလိုက်ကြည့်ပါတယ်ဈေးထဲမှာဘယ်ငါးကိုချက်ရင်ကောင်းမလဲပေါ့နော်ငါးတွေအများကြီးရှိပါတယ်ရွေးပြီးတော့ဟိုဟာအဲ့ဒီမှာရွေးပြီးတော့ခုတ်ပါပြီခင်ဗျာခုတ်ဆက်တဲ့လူပေးလိုက်ပါတယ်အော်ဒါကတော့ကျွန်တော်ခုသွားဝယ်တယ်ငါးစီပါကျွန်တော်ချက်ဖို့တောင်းကြီးတွေဖုံးကြီးတွေနဲ့ရောက်လာပါပြီခင်ဗျာအော်ချက်တော်ကြီးချက်ပါပဲဒါကတော့ချက်ဖို့ပြုတ်ဖို့ပြင်ဆင်နေပါတယ်ဒါကတော့အခုဝယ်လာတဲ့ဟာလေးတွေပါဗျာကျက်တုံခန်းကြီးဘာညာနေကြစီကွာစီအဲ့လိုပြောလေအဲ့လိုလေးတွေပေါ့နော်ဟောဒါတော့နည်းနည်းမင်းလေးပေါ့ဗျာဟောဒါလေးကတော့မချက်မပါမဖြစ်ငရုတ်သီးရောင်နေမှုလေးပေါ့အဲ့လိုပြောလေညလေးတွားကဲကြည့်ဒါကတော့ခုဝယ်လာတဲ့ငါးပေါ့နော်ဒါကတော့73ချက်နဲ့ပြ40ပေါ့နော်ဟောကျွန်တော်ခုငါးတွေကိုရေနစ်ပြီးတော့ရေဆေးနေပါတယ်ခင်ဗျာဒါကတော့စစ်ပြီးတော့တင်မဲ့ကြွကြွပေါ့ဗျာရေဆေးထားပါတယ်ဗျာမပလိမ့်ပါနဲ့ဗျာအဲ့လိုပြောဟာကျွန်တော်အခုဒေအိုတန်ခွက်တွေကုန်စစ်ကဲခုကတော့နောက်တစ်ချိန်ပြန်ရေဆေးပါတယ်ငါးတွေကိုရေဆေးပါတယ်မြင်ခေါင်းပေါ့ဗျာဟာရေဆေးပြီးတော့ဟောကျွန်တော်ကတော့ခုတ်ရရှိတီးပါတယ်ဗျာငါးကောင်းကြီးကွာဟာသွေးတွေကိုချက်သွားတယ်ဗျာတက်နိုင်စားစင်တော့လှုပ်ရတာကဲဆေးရဗျာဆေးတယ်ခမပြီးတော့ပြီပေါ့ဗျာစားရတာခဏလှုပ်ရတာတနိုင်ပေါ့ဗျာငါးတွေကိုထပ်ပြီးတော့ဦးလေးတွေကိုကျွန်တော်ထည့်လိုက်တယ်နော်ကျွန်တော်မပလင်းနဲ့နော်ကဲအခုတော့ကျွန်တော်ချက်ဖို့ပြုတ်ဖို့ပြင်ပြီးလီးပြီပေါ့ဗျာစက်သွန်လေးတွေလီးပြီစက်သွန်ကြီးရကြည့်လိုက်ပါဖေလက်ကဟန်ချင်းကြီးတော့အားနာတယ်ကလီးပြီခင်ဗျကျွန်တော်မိမစားဖို့ရချက်လို့ချက်ပါခင်ဗျလီးရခင်ဗျလီးတယ်စက်သွန်မလိုက်တော့ဗျာကဲမွန်ကြီးအောင်ကွာဒေဦးမီရှုပြီဇရိလိုက်ချပေးတာနေဘာကွာအမလီပြီးတောင်ပူတယ်ဗျာအဲ့လိုပြောကဲစပြီဗျကဲလာစမ်းဒီလောက်မှချက်မယ်ငါးကြီးကိုစီထည့်တယ်ခင်ဗျာပေါ့ဗျာနားတော့နေများကြည့်ပြီးတော့ထည့်ကြဖို့ဗျာစီများစီပြစားခြင်းစီများထည့်ဒီကြံလေးစားခြင်းစီနဲ့ထည့်ကဲလောက်ပြီဗျာခဏနေရကျွန်တော်ခရမ်းချင်းကြီးလီးဖို့မိသွားတဲ့တော့ဗျာခရမ်းချင်းကြီးလေးပြန်လီးလိုက်ရပါတယ်ခင်ဗျာကက်ထည့်ပြီဗျာကျက်သွန်လေးကိုပြန်ကျက်သွန်ကလည်းလီးထားတာလည်းတော်သေးတယ်ဆိုတော့လေကြောက်တော့နာကြောရတာပေါ့ဗျာဒါကတော့ကျက်သွန်ဖြူလေးပေါ့မွေးအောင်လို့ကဲမဲတူးမဖြစ်အောင်နေပါတယ်ဗျာတူးသွားရင်လည်းစားမကောင်းကဲသူကလည်းသူလေးပေါ့ဗျာကျွန်တော်ချက်သွန်ဖြူနဲ့လို့ထပ်ထည့်တယ်ခင်ဗျငရုတ်သီးရောင်တင်ပေါ့လေးငရုတ်သီးနဲ့ရောင်တင်မှုနဲ့မသွားတာစောဒီရောင်တင်ထည့်တယ်ကြောုံးမယ်မွေးအောင်မယ်မဲတူးမဖြစ်အောင်မွေးနော်မွေးခင်ဗျကဲကြော်တယ်ခင်ဗျကဲကြားတယ်ဗျာကြားတယ်စိတ်မရှိတော့ကျွန်တော်ခရမ်းချင်းကြီးလေးပြစ်ထည့်လိုက်တယ်ဗျာလီးတယ်ကဲချက်တယ်ပြုတ်တယ်စားရတာကြားတယ်ဆောင်းရတာကြားတယ်ဘိုက်ကစားလာပြီကျန်နိုင်သေးဘူးဒီပဲကြာဒီဘက်လန်ခရင်ဂျီနီကလည်းချက်တာကြားတယ်ကျွန်တော်ငယ်ပြီးထည့်လိုက်ပါတယ်ဗျာရေးထည့်ဘက်ကကလာနဲ့အတိုင်းကျွန်တော်ကြောပါတယ်ခင်ဗျာကလာလည်းချက်ပါတယ်ဗျာကလာလည်းဟိုချက်စားတယ်ကောင်းမိုးလို့များပဲကဲရုပ်သီးစိတ်ထည့်လိုက်တယ်ဗျကလာနဲ့ကျွန်တော်ဘယ်သူနိုင်ပေါ့ဗျာကျွန်တော်နောက်ဆုံးစိတ်မရှိတယ်ကိုကသူငါးကြီးထည့်လိုက်ပါတယ်ဗျာတွားစမ်းငါးကြီးကျွန်တော်စပြီးတော့လုံးပါပြီဟိုကသေးသွားငါးများသွားဒါတော့ငါးလေးနည်းနည်းလေးပေါ့ရေလေးနည်းနည်းလေးနဲ့ငါးကနူးပြီးသားဖြစ်တဲ့အတွက်ရေအများကြီးထည့်ကြမလို့ပါဘူးဗျာဟုတ်ကဲ့ခဏလေးထားမယ်ဗျာ10မိနစ်အုပ်ထားနည်းလေးမွေးကြိုင်နေပါရင်ဗျာအဲ့မှာကျွန်တော်နာမည်လေးအုပ်ချလိုက်ပါတယ်ဗျာနာမည်အပင်လိုက်ဟိုလီးတယ်လားလီးတယ်ကတ်နေတယ်မီးကလည်းရှော့လို့မများတော့ဘူးမြန်လောက်တူးတော့မယ်နောက်ဆုံးကျွန်တော်မီးပိတ်လိုက်ပါပြီဗျာအလဲငရဟင်းရတော့ပါကြီးရှလို့အဆုံးထိပ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ပါမယ်